Hello အားလုံးပဲ Merry Christmas ပါဒီနေ့ကတော့မန္တလေးမြို့ဆွေတော်ဖျားနီးမှာရှိတဲ့ Capital လက်ကားကိုတောက်ခရဲ blog လေးကိုဝင်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲလိုက်ခဲ့ကြပါအောင်နော်ဝယ်စရာတွေအထူးမရှိပေမဲ့တခါမှမရောက်ဘူးလားရဲ့ဈေးအရန်တန်နေဆိုလို့ရှောက်ပတ်ကြည့်မှာဖြစ်ပါတယ်ကဲအခုဆိုရင် promotion တန်းနေတော့မြင်နေရပြီပေါ့နော်ဒီဘက်ကောင်တာတွေကိုလိုက်ကြည့်ပါမယ်ဒီမှာကျတော့လေလက်ကားဈေးအရန်တန်နေလို့ပြောရပေါ့နော်ကိုနိုကတော့အဲ့ဒါကိုလိုက်ပြီးကြည့်မှာပါခောက်ဆွဲကြောက်တွေဆိုလဲတော့လက်ကားစီးတည်တန်တထုပ်ချင်းစီတည်တန်ကိုရေးထားရပေါ့နော်ခရစ်စမတ်ကာလာဆိုတော့ခုလိုဝိုင်ဘလင်းတွေဆိုချူဘလင်းတွေရောင်းတာကိုတွေ့ရတယ်ခရစ်စမတ် tree နဲ့လှဆင်ထားအောင်လည်းတွေ့ကြရတယ်ဒီမှာဆိုလို့ရှိရင်စံစီစားပေါ့နော်မိဖို့ကြောင့်သုံးပစ္စည်းအကုန်ရှိတယ်ချက်စရာပြုတ်စရာကြီးဆိုလဲတော်တော်စုံတယ်အခုလိုမိဖို့ကြောင့်ပစ္စည်းလည်းရှိတယ်အချိုရည်ပေါ့နော်အဲ့ဒါကြီးလည်းရှိတယ်မုံနေရအစားအကုန်တော်တော်စုံရှိပါတယ်ဒီမှာပြီးတော့စာရေးကရိယာကြီးလည်းရှိတယ်furniture တချို့လည်းရှိရပေါ့နော်ဒီလိုမျိုးဒါဆိုလို့ရှိရင်ထမင်းဘူးတွေဒါမျိုးဆိုလည်းတော်တော်လေးစုံနေဒီမှာရောင်းတဲ့ပစ္စည်းလေးတွေကဈေးအနေနဲ့ဆိုရင်တော့အပြင်အားထက်တော့တက်တာတယ်တစ်ခုချင်းစီဝယ်မယ်ဆိုလို့ရှိရင်လည်းဒီ capital လက်ကားနဲ့နီးရဆိုရင်တော့တော်တော်လေးအဆင်ပြေပေါ့နော်မနီးပဲနဲ့တအားကြီးအဝေးရနေလာမယ်ဆိုလို့ရှိရင်လည်းမဝယ်ဖြစ်တော့ပါဘူးခွန်းဆိုလို့ရှိရင်ကိုယ်နဲ့နီးရနေရာမှာဝယ်ဖြစ်လိုက်မှာပေါ့နော်ဒီမှာဆိုခွန်းတို့ဝယ်ခဲ့တာကတော့coffee dough တို့ဒီ tissue ပေါ့နော် wet tissue တို့သွားလိုက်စီတို့ထွာလောက်ပဲဝယ်ခဲ့တာပါအပြင်အားထက်စားလို့ရှင်တော့ဈေးသက်သာပါတယ်ဒါပေမဲ့နေတဲ့နေရာနဲ့ဝေးတယ်ဆိုလို့ရှင်တော့လာတာနဲ့တော့ဘာမှမထူးပေါ့နော်ပစ္စည်းတွေလက်ကားသမားတွေအတွက်တော့တကယ်ကိုပဲတင့်တော်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye